Hello, Sharky. What can I have from your shop? What are you selling? ဘာတွေရောင်းတာအများကြီးရောင်းတယ်အခုထိကအုံမှုတ်ခွဲ့ဆော့နေဒါပေမဲ့ဖုံးကြည့်တာထက်ဆိုင်အများကြီးကောင်းတယ်နော်ဟုတ်ပါအေးလေရှာလကီ how old are you 7အေးလေရှင်းနေပြီတော့မှာအေးလေရှင်းနေပြီလေဒီမှာအုံမှုတ်ခွဲ့ဆော့တော့အဲ့ကြောင့်ဖုံးကြည့်တာထက်ဆိုင်အများကြီးကောင်းတယ်လို့နော်ခုနှစ်နှစ်ဆိုတော့ရှင်းနေပြီကိုနှစ်10နှစ်10နှစ်17နှစ်17နှစ်ပြီအေးလေ10နှစ်3တန်းမဟုတ်10နှစ်အထိလဲအုတ်မှုတ်ခွက်ကဆုံးပါလားဆုံးပါအဲ့ဒါဘာတွေအောင်အဲ့ဒါဘာတွေတော့အေးလေအဲ့ဘာกินမှာတော့နော်ဟမ်အဲ့ဘာကြီးတော့ရေခဲတော့မသိတော့ရေခဲတဲ့ဟိုမှာရေခဲဟုတ်ဒါကင်ဖို့အကင်လားအေးပါဘာရလဲဒီမှာပဇွန်ဒါဆော့စီအဲ့ဒီအချောင်းကပြောင်းပြန်ပြက်နေဒါကင်ဒါကြက်သားဒါကြက်ပေါင်းဒါကြက်သားဟွာချကင်းဝင်းဒါဘာကြီးတော့ဘဲကင်လားအဲ့ဒါဘဲကင်လားအဲ့ဘာတော့ဟိုကလေရင်အုပ်ရင်အုပ်အေးငါတော့မသိအဲ့ဘာကြီးတော့ပကံချဆူပကံဆေးလို့လိုက်တယ်ဘင်းပြန်ပြက်ဒါပါတော့ playground လားဘာကြီးတော့လားဘာလုပ်တဲ့ဟာရှော့စီးတဲ့ဟာလားဟုတ်ပါဦးဒါဘာကြီးတော့မသိတော့စက်တေဆော့လားဘာလဲသဘောပေါက်ပြီဟိုပါဗောဘာလဲအသားတွေသမင်းဟင်းတွေလာရင်ဒီကနေလာမှာအဲ့လိုဒီကနေလာပြီးဒီကနေယူရမှာအေးဟဲ့ငါလဲဘယ်မှာခွက်ကဒီမှာ juice တွေတောက်ဖို့ကွယ် juice တွေဟုတ်ပါလေဘာတော့ chili sauce တွေလားအေးဟဲ့ငါလဲငါ juice man နဲ့တောက်ချင်တဲ့ juice တွေဖြစ်နေဟုတ်ပါ chili sauce ခွက်ရောအဲ့ဒါကမီးဘိုးဆောင်ဘာစားမလဲဘာစားမှာလဲဆိုမမဘာကင်းစားချင်လဲဆိုဟို chicken drumstick စားမယ်မဟုတ်ဘူးလေ drumstick ဒီဘက်ပေါင်ချက်ပေါင်ချက်ပေါင်ကင်မာပြီးရင် sausage ဒီမှာကျူချောင်းပြီးရင်အသားလုံးပြီးရင်ပဇွန်အစုံဝဲနော်အစုံဝဲဘယ်လောက်ဖို့လဲဈေးတန်ဘယ်လောက်ဖို့လဲ1000ဝဲဈေးချိုလိုက်တာကုန်ဈေးနှုန်းတွေတက်ပြီမဲ့သူစီမှာဈေးနှုန်းကမတက်ဘူးဗျာတခု100တရား၄ခုပဲရှိရလေအဲ့ဆို၄ခုဆို400ပါလေ400ပေါ့400မလီဈေးချိုချက်ဟဲ့စားတော့ငရုတ်ကြီးထဲမဟုတ်ဘူးလေငရုတ်ကြီးစားတဲ့အချိန်မှာပကံနဲ့ထည့်လေစားထည့်စားလိုက်ထဲမှာဗောဟာမသိပါဘူးမထည့်ရင်းနဲ့ဒီတိုင်းစိမ့်လိုက်စားမလားဒီညောစိတ်ပူသွားတာဘယ်မှာနေအောက်မှာအမအကင်လှမ်းအောင်လေဟိုဘက်ဒီဘက်မလှမ်းဘူးလားငါ့ကိုမကြက်ပဲနဲ့ကျွေးနေအောင်မနော်ငါနေမကောင်းပါဘူးဆိုမှငါ့ကိုမကြက်ပဲကျွေးငါပို့ပြီးတော့နေမကောင်းဖြစ်မှာဆရာ
အဲ့ချိန်ကျရင်ဘလုံးရင်ရှာကီကိုရိုက်တော့ဟမ်ငါ girlfriend ရောနင်းဘာလို့မကြက်ပဲကျွေးရလဲဆိုပြီးတော့လေ ဘယ်ကနေဘလူလိုက် လာမှာပေါ့ငါနေမကောင်းဖြစ်ရင်လာမှာပေါ့ ခဏလေးရောသမီးစားမလား သမီးမစားဘူးအကေပဲစားပါ ကင်စားပြီးဘာစားမလား အကေမဲစားမှာ ကင်စားပြီးတခြားချိုးနေရ အေးအချိုတောက်မှာအချိုရေခဲအများကြီးမထည့်နဲ့နော်ရေခဲနည်းနည်းပဲထည့်မယ် ဟုတ်ကဲ့ပါဆရာနေတော့မလား နှစ်သုံးပဲဟုတ်တယ်နှစ်သုံးပဲ ချိုးရဒီကနေရတယ်ဒီဘလူရတယ်ကြက် อืม ဟုတ်ကဲ့ပါဟာခုနမှမွေးတာလို့ရည်နော်ဒီတော့ဒီလိုသေးအဲ့လိုမျိုးကအချိုးအစ်စ်လို့ပြောတယ် อ๋อဟုတ်ကဲ့ 你在秋天买嘞？ อ๋อပြောအဒါအချိုရေခဲကနှစ်သုံး 你给俺笑着了笑着， အေးအေးဟုတ်ပါ 对面你怎么笑呗？ ဟောအေးအေးကဲရပါပြီဗျာဘိုင်ဘိုင်လုံးလိုက်အောင် thank you